fashion illustration ဆွဲဖို့အတွက်စာရွက်နဲ့ဆွဲတာကိုရွေးရမလား digital နဲ့ဆွဲတာကိုရွေးရမလားဆိုမှဝင်းအောင်လာမေးထားကြပါတော့အဲ့တော့ဒီမေးခွန်းလေးကိုဖြေပေးတော့မှာပဲဖြစ်ပါတယ်အဲ့တော့ဝင်းတို့ဘယ်အရာမဆိုသူ့ရဲ့အားသာချက်အားနည်းချက်နဲ့ရှိကြတယ်ပေါ့နော် digital မှာဆိုရင်လည်းဝင်းတို့ကဒီအမားခံတယ်သူကကျတော့ထက်ခါပြင်လို့ရတယ်အမားတွေခဏမားလို့ရတယ်ပေါ့နော်ပြီးတော့ကိုမကြိုက်တဲ့ဟာကိုခဏလေးနဲ့အစအဆုံးပြန်ဆွဲเสียမလို့ပဲနဲ့ဝင်းတို့ပြန်မှကိုလိုချင်တဲ့အတိုင်းပြန်ပြင်လို့ရတာဒီ digital အားသာချက်ပဲဖြစ်ပါတယ်အဲ့တော့စာရွက်မှာကျတော့ Windows ကဒီသူကကျတော့အမားမခံတဲ့ကြောင့် Windows ဖြည်းချင်းဆွဲတယ်အဲ့တော့အမားကင်းတယ်ဒါပေမဲ့မြန်ပြီးတယ်ပေါ့နော်ဒါပေမဲ့သူအားနည်းချက်ကဘာဖြစ်မလဲဆိုရင် Windows ဒီကိုမလို့ချွင်တော့တဲ့နေရာတွေအဲ့လိုနေရာမျိုးတွေမှာဆိုရင် Windows ကအစအဆုံးပြန်ပြီးမှပြင်ရလေးရှိရဒါက hand drawing ရဲ့အားနည်းချက်ပေါ့နော်အဲ့တော့ Windows စာရွက်နဲ့ဆွဲတဲ့အခါကျရင်လဲသူအားနည်းချက်အားတာချက်ရှိတယ်လို့ digital နဲ့ဆွဲတဲ့အခါမှာဆိုရင်လည်း Windows သူ့အားနည်းချက်အားတာချက်ရှိပါတယ်ပြီးတော့ Windows စာရွက်နဲ့ဆွဲတဲ့အခါသူ့ရဲ့အားနည်းချက်ကဘာဖြစ်အောင်မလဲဆိုရင် Windows တပ်ပုံရိုက်တဲ့အခါမှာကိုယ်ကစာရွက်တွေကိုတန့်ပြတ်နေအောင်မရိုက်တတ်ဘူးဆိုရင်လည်းဒါက Windows hand drawing အတွက်အရန်ကိုကြီးမားတဲ့အချက်ပေါ့နော်အဲ့ဒါကအန်ဒီလည်းများတယ် Windows ဒီ post တွေတင်တဲ့အခါမှာကိုယ့်ရဲ့ပုံရဲ့ resolution မကောင်းတဲ့ခါကျရင် Windows ပုံတွေကိုဘယ်သူမှကြည့်မှာမဟုတ်ဘူးပေါ့နော်အဲ့ဒါကြောင့် Windows ဒီဟာမှာလည်း Windows တိတ်ကဲလုပ်ပေးရတယ်ဒါက Windows စာရွက်တွေသုံးတဲ့သူတွေအတွက်တပ်ပုံကောင်းရိုက်တတ်ဖို့လိုတဲ့ skill လည်းရှိထားရမယ်ဒါက Windows စာရွက်မှာသုံးတဲ့သူတွေအတွက်အားနည်းချက်ပေါ့နော်အဲ့တော့ Windows budget အနေနဲ့ပြန်ပြီးမှပြောမယ်ဆိုရင်ဒီနှစ်ခုပြန်ပြီးနိုင်ရှင်ပြမယ်ဆိုရင်သူ့ရဲ့အားတာချက်အားနည်းချက်ကိုဝင်ပြပေးတော့ပါမယ် digital မှာကျတော့ Windows ကသုံးရတဲ့ budget အရာဆိုရင်သူကတင်တန်းကြီးကိုသူကများတဲ့ဆိုင်များလာပြီးတာပေါ့နော်အောက်ထိပ်3သိန်းကျော်ကနေ Windows 4သိန်းခွဲ5သိန်းအဲ့လောက်ဝင်ကျင်တည်ရှိတယ်ဒါ digital နဲ့တင်တန်းပေါ့နော်ပြီးတော့ဝင်ခဏကပြောလို့ပဲ tablet နဲ့တင်တန်းတွေကမရှိတလောက်ရှားပါတယ် fashion illustration ကို tablet နဲ့တင် iPad Space နဲ့တင်ပေါ့နော်အဲ့ဒါကမရှိတလောက်ရှားတယ်တော်တော်များတင်ကြတယ် iPad နဲ့ဆွဲတဲ့တင်တန်းပေါ့နော် iPad နဲ့ဆွဲတဲ့ Procreate app ကိုအသုံးပြုပြီးမှတော်တော်များများတင်ကြပါတယ်ရဲ့တင်တန်းကြီးကလည်း5သိန်းကျော်4သိန်းကျော်3သိန်းကျော်အဆရှိရပေါ့နော်ဝင်းစီမှာလည်းတက်မယ်ဆိုရင်တော့2သိန်း9,000ခွဲနဲ့ရအောင်မယ်ပေါ့နော်ဝင်း discount ပေးထားတဲ့လူဦးရေမပြေမချင်းရသေးတယ်ဒါပေမဲ့ပြေးတော့ရင်တော့မရတော့ဘူးပေါ့နော်အဲ့တော့ဒါကဝင် intro ဝင်လိုက်တာအဲ့တော့ကိုကဘေးbudget ကိုတုံးချင်တာလဲကိုယ့်ရဲ့ investment ကိုတစ်ချက်ပြန်ကြည့်ပါပြီးတော့ကိုကဘလို့မျိုးစားကိုပိုမှကြိုက်လဲအများကြီးပြင်ရတာကိုကြိုက်တာလားဒါမှမဟုတ်အစအဆုံးပြန်ဆွဲရတာကိုကြိုက်တာလားကိုကြိုက်တဲ့အနေအထားကိုရွေးပြီးမှတုံးလို့ရတယ်အဲဒါကြောင့်ဝင်ကတော့ဘယ်ဟာရွေးပါဆိုရင်မှ recommend လုပ်တာတဲ့ဆိုင်ရင်ကိုယ့်စီမှာရှိတဲ့အနေအထား like ကိုကပြန်မှ choice လုပ်တာကပုံမှန်ကောင်းပါလေdigital ကိုမကောင်းဘူးလို့လည်းမပြောတလို့Windows စာရွက်ကိုလည်းမကောင်းဘူးလို့မပြောဘူးเนาะဘာလို့ဝင်းကနှစ်ခုလုံးဆွဲနေရတယ်ဖြစ်တဲ့ကြောင့်သူ့ရဲ့အားတာချက်အားနည်းချက်နှစ်ခုလုံးဝင်းကကြိုက်တယ်ဒါပေမဲ့ဝင်းကိုနောက်ဆုံးနေ recommend လုပ်ပါလို့ပြောရင်တော့ဝင်းကတော့ကိုကရေရှည်သွားမယ်ကိုစဉ်းစားထားတယ်ဒီဟာကိုတက်တက်လုံးလုပ်မယ်လို့စဉ်းစားထားရင်တော့ဝင်းကတော့ digital ကိုတောင်းဖို့ပုံမှန် recommend လုပ်ပါတယ်ဘာလို့Windows ကဒီဟာတခါဝယ်စရာမလိုဒီ app supply တွေဆိုရင်လည်းWindows ကုန်သွားတာမင်းနေ6သွားတာမရှိဘူး color တွေရွေးမရတဲ့ပြဿနာတွေမရှိတော့ဘူးเนาะအဲ့တော့ digital ကတော့ fully recommend ပါသူကတော့သူ့ရဲ့အားနည်းချက်က investment များတာတခုပဲเนาะသူ့ရဲ့အားနည်းချက်က investment များတယ်Windows ဒီဝယ်ရတဲ့ app တွေပြင်တက်ရတဲ့တင်တန်းတွေကတော်တော်ကြီးကိုဈေးကြီးပါတယ်အဲ့တော့Windows ဒီအပေါ်မူဒီမှာကိုဘယ်တန်းရွေးမလဲဆိုတာကိုဆုံးဖြတ်လို့ရပြီထင်ပါတယ်အဲ့တော့ဝင်ရဲ့ဗီဒီယိုကဒီလောက်ပဲနောက်ထပ်သိချင်တာလေးတွေရှိရင် comment box မှာမေးထားလို့ရပါတယ်နောက်တစ်ပတ်ပုတ်တုပ်ဟူနေ့တိုင်းမှာဝင်ပြန်ပြီးမှ reply လုပ်ပေးတော့မယ်ပေါ့နော်ဗီဒီယိုလေးတွေနဲ့ reply လုပ်ပေးတော့မှာပဲဖြစ်ပါတယ်သိချင်တာရှိရင် comment box မှာမှန်ခဲ့လို့ရပါတယ်နောက်ထပ်ဗီဒီယိုမှာထပ်တွေ့ကြပါမယ်